ကဲနဂါးတွေကောင်းကင်မှာပြန်တန်းနေပြီး Targaryen မျိုးနွယ်စုတွေအထုထိပ်ရောက်နေတဲ့လွန်ခဲ့တဲ့နှစ်ပေါင်း200ကျော်ကဇလန်လေးတစ်ပုဒ်ကိုပြောပြမယ်နော်ဒါက Game of Thrones မတိုင်ခင်ကဖြစ်ရပေါ်ဇလန်ကဒီလိုပြအုပ်ချုပ်နေတဲ့ဘရင်ကြီး Jaehaerys ပွဲလုံးခါနီးမှာနမ်းမွေဆက်ခံမဲ့တားယောက်ျားလေးမရှိတာနဲ့ပြဿနာစတက်တာပဲအဲ့ဒီမှာနမ်းမွေဘူးမိန်းကလေးဖြစ်တဲ့ Renny ကိုမပေးပဲမြေတော်ဖြစ်တဲ့ Viserys ကိုပဲဘရင်အဖြစ်ပြင်ရလိုက်ကြတယ်ဘရင် Viserys နန်းတက်လာတော့လေကန်ဂျမာကစိုးချင်တော့သူ့မှာလည်းတားယောက်ျားလေးမရှိပြန်ဘူးသူ့မှာအင်မတန်ထက်မြက်ပြီးကောင်းပါတဲ့သမီးတော် Renny ပဲရှိတာအဲ့ဒီအချိန်မှာဘရင်ရဲ့ညီဖြစ်တဲ့ဒဲမန်ကနမ်းမွေဘူးမျက်စိကျနေတာပေါ့ဒါပေမဲ့ဒဲမန်ကနည်းနည်းကျန်နေဆိုးဆိုးလေးဆိုတော့အမတ်ချုပ်ကြီးအာရဟိုင်ဂဝါကသူ့ကိုသဘောမကျဘူးနောက်တော့ဘရင်ကြီးရဲ့မိဖုရားဖွားကြီးအမကကလေးမွေးရင်ဆုံးသွားတယ်မွေးလာတဲ့သားလေးလည်းနိုင်ပိုင်းပဲခံပြီးပြေးသွားတာအဲ့ဒီမှာဒဲမန်ကတရက်ပဲခံတဲ့အိမ်ရှင်မင်းသားဆိုပြီးလောင်ပြောင်လိုက်ရတာနဲ့ဘရင်ကြီးစိတ်ဆိုးပြီးဒဲမန်ကိုနှိထုတ်လိုက်ရောပြီးတော့ဘရင်ကြီးကသမီးတော်ဝဲတို့ကိုပဲနမ်းငွေဆက်ဆံပြီးအဖြစ်တရားဝင်ကြီးညာလိုက်တော့တာပေါ့ဇလန်ကအဲ့ဒီမှာတင်ယူပြီးသေးဘူးပြအမတ်ချုပ်ကြီးရောထုတ်ကသူသမီးချောချောလေးအဝိဆန်ကိုဘရင်ကြီးကိုတွားချုပ်ပြီးခိုင်းတယ်နောက်ဆုံးတော့ဘရင်ကြီးကအဝိဆန်နဲ့လက်ထပ်လိုက်ရောအဲ့ဒီမှာ Renny နဲ့သူမရဲ့သူငယ်ချင်းရင်ကြီးအဝိဆန်တို့ကြားမှာအခုချစ်တွေစဖြစ်လာတော့တာပဲနှစ်တွေကြာလာတော့အဝိဆန်မှာတားလေးတွေမွေးလာတယ်အဲ့ဒီမှာအမတ်ချုပ်ကြီးရောထုတ်ကသူ့လေးလိုက်တော့ကိုပဲဘရင်စစ်စစ်ချင်လာတာပေါ့တစ်ခါမှလည်း Renny ကသူမရဲ့ကိုရန်တော် Christian ပုံနဲ့ချစ်ကြိုက်ခဲ့ပြီးနောက်ဆုံးတော့နိုင်ငံရေးအရာ Renny Gallery နဲ့လက်ထပ်လိုက်ရတယ်ဒါပေမဲ့ Renny ရဲ့ကလေး၃ယောက်လုံးက Renny နဲ့မတူပဲစတဲ့မျိုးတွေဖြစ်နေတော့ဒီကလေးတွေကကိုရပါကလေးတွေတတ်ဆက်ဆိုပြီးနန်းတွင်းမှာကောလာဟာလာတွေပြန်ကုန်တာပေါ့ပွဲကပူချမ်းလာတာကကလေးတွေအချင်းချင်းပြန်ဖြစ်ကြရင်းနဲ့ Renny ရဲ့တားဖြစ်သူလူကအဝိဆန်ရဲ့တားရင်းမှရဲ့မျက်လုံးတစ်ဖက်ကိုဓာတ်နဲ့ထုတ်လိုက်တဲ့အချိန်ဖြစ်သွားတာပဲဒီကိစ္စကလက်ထပ်မိသားစုကြားမှာဘလို့မှပြန်ဆစ်ဆက်လို့မရတဲ့ဉာဏ်မျိုးကြီးဖြစ်သွားပြီဆိုရင်နောက်ဆုံးမှာတော့ဘရင်ကြီးပိုင်းဆွေနဲ့ယောဂတဲ့ကြီးဖြစ်လာပြီးပွဲလုံးခါနီးမှာစကားတစ်ခုပြောသွားခဲ့တယ်အဲ့ဒါကရှေးဟောင်းပတ်ရောက်ဖက်ပြုချက်တစ်ခုအကြောင်း Renny ကိုပြောချင်တာကိုနားကြားမှာပြီးအဝိဆန်ကသူ့သားအေဂန်ကိုဘရင်တင်မြောက်ခိုင်းတယ်လို့ထင်သွားတာဘရင်ကြီးတေးဆုံးသွားတာနဲ့တပြိုင်နက်အဝိဆန်ရဲ့ Green Faction အစိမ်းရောင်အုပ်စုကအေဂန်ကိုကိုကြောင့်ကိုဝက်ဘရင်တင်မြောက်လိုက်ကြတယ် Renny ကတော့ Dragonstone ကျွန်းမှာဒါတွေကိုမသိပဲနေနေတာသတင်းကြားလိုက်ရတဲ့အချိန်မှာသူမဟာစိတ်ထိခိုက်လို့ဘိုက်ထဲကကလေးတောင်အသေးမွေးခဲ့ရရှာတယ်ဒါနဲ့ Renny ကစစ်မဖြစ်ချင်သေးပဲမဟာမိတ်တွေလိုက်စုဖို့သူ့သားလို့ကိုငကားနဲ့လွတ်လိုက်တယ်ဒါပေမဲ့လမ်းမှာမျက်လုံးတစ်ဖက်အကျွေးရှိတဲ့ Emma နဲ့တွားတူတာပေါ့ Emma ရဲ့ငကားကြီး Vega ကထိန်းရပဲလို့နဲ့သူ့ငကားလေးကိုအိုက်တက်လိုက်တဲ့ခါမှာတော့ Renny ရဲ့မျက်လုံးတွေထဲမှာဒေါသတွေဟုံးဟုံးတောက်သွားပြီး Dance of Dragons လို့ခေါ်တဲ့သွေးချောင်းစီးမဲ့ငကားစစ်ပွဲကြီးတရားဝင်စတင်လိုက်ပါတော့တယ်ဗျာ